သူဝစ်ထားတဲ့ဝစ်တစ်စာတိုက်ရဖက်နဲ့လေးပေးပေါ်မသွားအောင်လို့သူကြီးကရုပ်ထုတစ်ခုကိုမြောင်းတယ်ကန်ချပြီးကြောကုန်းပေါ်တက်နှင်းကရေမြောင်းကိုဖျက်ကျော်ပြီးဘာမှမဖြစ်ခဲ့တယ်လို့ပဲထွက်သွားခဲ့ပါတယ်မကြခင်မှာပဲအမျိုးသမီးတစ်ယောက်အဲ့ဒီနားကနေဖျက်လျှောက်သွားခဲ့ပါတယ်သူကရုပ်ထုကိုမြောင်းထဲကနေဂယုတစိုက်ဆွဲတင်ပြီးကြောကုန်းပေါ်ကခြေရာတွေကိုအသားအရာတုပ်ပေးလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်ပဲအဲ့ဒီရုပ်ထုကနေရွှေရောင်အလင်းနှန်းတွေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါတော့မှအဲ့ဒီအမျိုးသမီးကဒါကိုတိတ်ပြီးအရေးတကြီးမတွေးမိခဲ့ပါဘူးသူကရုပ်ထုကိုတေးသေးချာချာပြန်ချထားပေးခဲ့ပြီးထွက်ခွာသွားပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်ကစပြီးသူ့ရဲ့ကနန်းမွေးမြူရေးကန်ကတစ်နေ့ထက်တစ်နေ့ပိုပြီးအောင်မြင်လာခဲ့ပါတယ်ကန်ထဲကကနန်းတိုင်းကပေါင်90အထိကြီးထွားလာတာကြောင့်ဒါကသူကြီးကိုမနာလိုဝင်လိုစိတ်တွေအလိမ့်လိုက်အခဲလိုက်ဖြစ်ပေါ်စေခဲ့ပါတယ်ဒါကြောင့်မို့လို့သူအော်ဒါအပ်ရမဲ့ရက်မတိုင်ခင်တရက်အလိုမှာသူကြီးကရွာသားတွေနဲ့ပူးပေါင်းပြီးသူ့ရဲ့ကနန်းကန်ကမီးတွေကိုဖျက်တောက်ပစ်လိုက်ပါတယ်သူတို့ကကနန်းမွေးမြူတဲ့သူ့ရဲ့လှုပ်ဝက်နီလန်းကိုတောင်းဆိုရုံတင်မကပဲဧက3000ရှိတဲ့ကန်တွေအားလုံးကိုပါရွာကိုလွှဲပြောင်းပေးဖို့နဲ့နှစ်စဉ်အကျိုးမြတ်ရဲ့30%ပဲပြန်ပေးဖို့အတ္တမတောင်းဆိုခဲ့ကြပါတယ်ရွာသားတွေကလည်းလမ်းကိုပိတ်ဆို့ထားပြီးကန်တွေကိုလွှဲပေးဖို့အော်ဟစ်အော်ကျွေးနေကြပါတယ်ဒီလိုမျိုးကျေးဇူးကမ်းတဲ့လူတစုကိုကြည့်ပြီးအမျိုးသမီးကအဲ့ဒီအချိန်မှတင်ပဲအငှားစာချုပ်ကိုစွန့်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်လမ်းကိုလည်းပိတ်ထားပြီးရှင်တို့ကကျမကိုမီးလဲပေးမသုံးဘူးဆိုတော့ကောင်းပြီလေကျမပဲအရှုံးခံလိုက်ပါမယ်ဒီဧက3000ရှိတဲ့ကနန်းကန်တွေလားကျမဒီနေ့ပဲအငှားစာချုပ်ကိုစွန့်လွတ်လိုက်ပြီးအထဲမှာရှိတဲ့ကနန်းတွေအားလုံးကိုထားခဲ့မှာဖြစ်ပြီးကျမတကောင်မှယူမသွားပါဘူးဒီပြဿနာအရှုပ်ထုတ်တွေအားလုံးကိုကျမလင်းချူရှာကရှင်တို့ရဲ့ရှင်းရွှေရွာတမဝါရမအဖွဲ့စီလွှဲပေးခဲ့ပါမယ်ဒါကရှင်တို့ရဲ့ချင်းချီပဲသူကြီးသူအခုဘာပြောလိုက်တာလဲသူသားတွေကိုမလိုချင်တော့ဘူးလေလားသူသားတွေကိုမလိုချင်တော့ဘူးလေမင်းတို့အားလုံးကြားလိုက်ကြတယ်မလားသူလက်လျှော့သွားပြီရွာသားတို့ရေတို့တွေချမ်းသာကြတော့မယ်ဟဲ့အကောင်ကြီးထွားနေပြီဖြစ်တဲ့ကနန်းကြီးတွေအပြည့်ရှိတဲ့ဒီကန်တစ်ခုလုံးနဲ့ဒီဧက3000ရှိတဲ့မြေကောင်းမြေမွန်တွေအားလုံးဟာဒီနေ့ကစပြီးတို့ရွာတမဝါရမအဖွဲ့ပိုင်းဖြစ်သွားပြီဟာငါပြောသားပဲအဲ့ဒီကောင်မလေးကတို့သူကြီးကိုဘယ်တော့မှရှင်းနိုင်မှာမဟုတ်ပါဘူးဆိုကနန်းကြီးတွေပေါင်တောင်းချီရှိတာလေတို့တွေအဲ့ဓာတွေကိုဆယ်ယူလိုက်တာနဲ့ပတ်စံအများကြီးရတော့မှာအိမ်အောင်စုတိုင်းတောင်းကနန်းလောက်ရနိုင်တယ်ဟာမြင်အိမ်ပြန်ပြီးပစ္စည်းကရိယာတွေတွားယူကြမနှက်ဖြန်မနှက်ကြရင်ငါကန်ထဲဆင်းပြီးပတ်စံတွေကိုဆယ်ယူတော့မှာဟာဆရာမဘာလို့ဒီလိုလုပ်ရတာလဲငွေပေးချေမှုမှာတန်မိုး10တန်းကျော်တန်းနဲ့ကနန်းပေါင်9000ကိုဒီလိုကျေးဇူးကမ်းတဲ့လူတွေစီအလကားတက်တက်လွှဲပေးလိုက်တာလားတို့တွေပြည်နယ်မျိုးတော်ကနေချမှတ်မဲ့ကြီးမားတဲ့ဒဏ်ချင်းတွေကိုမတက်နိုင်ဘူးလေသူတို့နဲ့ထိုက်တန်တယ်လို့မျိုးပဲအလကားပေးလိုက်စမ်းပါဟဲလိုဥက္ကဋ္ဌချန်ဟုတ်ကဲ့ကျမလင်းချူရှာပါဒီမှာကိစ္စတစ်ခုဖြစ်လာလို့ပါချင်းရွှေရွာကအဲ့ဒီဒေသခံလူမိုက်တွေကမနာလို့ဖြစ်နေကြတယ်သူတို့ကရွာပြင်ထွက်တဲ့လမ်းကိုတူးဆွဲပစ်လိုက်ကြပြီးအခုဆိုမိဘဖြတ်တောက်ထားကြပါတယ်ကျမရဲ့အေးခန်းကားတွေဝင်လို့မရဖြစ်နေတယ်မလင်းဒီဆောင်ဦးလေပွဲတော်အော်ဒါကတကယ်ကိုအရေးကြီးပါတယ်စားတောက်ဆိုင်တွေကလည်းကြိုတင်ရောင်းချတာတွေတောင်စလုပ်နေကြပြီလိုအပ်ရင်ရဲကိုသာတိုင်လိုက်ပါဒါပေမဲ့ပစ္စည်းပို့ရမယ့်အချိန်ကိုတော့လုံးဝရွှေ့ဆိုင်လို့မရဘူးနော်ဥက္ကဋ္ဌချန်စိတ်မပူပါနဲ့ဒီတတုတ်ကကနန်းတကောင်မှမလျော့စေရဘူးလို့ကျမအာမခံပါတယ်ပြင်ပကလူဘလောက်ပဲအင်အားကြီးဒေသခံလူမိုက်တွေကိုမရှင်နိုင်ဘူးလို့ပြောကြတယ်လို့ရဲတိုင်တာကလည်းအချိန်တွေအများကြီးကုန်ဆုံးသွားလိမ့်မယ်အဲ့ဒီလူတွေကကားတွေကိုပိတ်ဆို့ထားသေးပြီးတော့ကျမရဲ့ကနန်းတွေတဝက်မကတေးကုန်လိမ့်မယ်ကုန်းလန်းကအစင်မပြေရင်ရေလန်းကနေတွားရမှာပေါ့ရှင်တို့ရဲ့အေးခန်းကားတွေအားလုံးကိုအခုချက်ချင်းအစင်တင်ပြင်ထားလိုက်ပါဒီညမနက်အစောပိုင်း2နာရီမှဘေးရွာကစွန့်ပစ်ထားတဲ့ချင်းချမ်းကုန်းစီစိတ်ကမ်းမှာကျမကိုစောင့်နေပေးပါကျမရွှေချက်ဝတ်ကနန်းပေါင်9000လုံးကိုရေလန်းကနေရှင်တို့စီပို့ပေးပါမယ်ဟုတ်ကဲ့နားလည်ပါပြီကပတိန်ကျန်းဒါလင်းချူရှာပါဟုတ်ကဲ့အခုချက်ချင်းပါရှင်တို့စီမှာရှိသမျှရေတိမ်ပိုင်းသွားကုန်းပတ်ပြအမိုးပါလေး15စင်းလုံးကိုယူလာပေးပါကပတိန်ကျန်းမှတ်ထားတော့မြင့်မကြီးအတိုင်းမလာပါနဲ့ချင်းကျူးရွာအနောက်ဘက်ကတော်ရရေမြောင်းဘက်ကိုပတ်ပြီးလာခဲ့ပါရေမြောင်းနဲ့ဝင်တာနဲ့အင်ဂျင်တွေအားလုံးကိုပိတ်လိုက်ပြီးလှေတွေကိုဝလုံးတွေနဲ့ပဲထိုးပြီးသွားကြပါစက်တပ်တစ်ချက်မှမထွက်စေနဲ့နော်ဒီညအလုပ်အတွက်ရှစ်လူတွေကိုတုံးစားပေးပါမယ်စိတ်ချပါမလဲတို့တွေအောင်မြင်လုပ်ပေးပါမယ်အဖိုးလီအခြားပြည်နယ်ကနေတို့တွေခေါ်လာခဲ့တဲ့အဓိကနည်းပညာရှင်တွေကိုအကြောင်းကြားလိုက်ပါဒီညမှောင်တာနဲ့ပိုက်ကုံတွေချပြီးကျိုးတွေဆွဲဖို့ပြင်ဆင်ထားကြပါပြီးတော့ပစ္စည်းတူလောင်ခန်းကိုတွားပြီးဂလန်တွေနဲ့ဟိုက်ဒရိုလစ်ညက်တွေကိုယူလာခဲ့ပါကန်အောက်ခြေကအရေးသွေးမြင့်လေပေးဆက်အသေးစားလေးတွေအားလုံးကိုဖြုတ်ပစ်ပြီးအောက်မှာခင်းထားတဲ့မူပိုင်ခွင့်ရဇီဝဘက်တီးရီးယားစစ်ထုတ်ပိုက်ကုံတွေအားလုံးကိုပါဆွဲထုတ်လိုက်ပါအဲ့ဒါတွေကိုလိပ်ပြီးယူသွားလိုက်ပါဆရာမကအပြင်ပန်းမှာတော့သူတို့ကိုတခုပေးတယ်လို့နဲ့တကယ်တမ်းကျတော့အရာအားလုံးကိုတိတ်တဆိတ်ရွှေ့ပြောင်းနေတာကိုတကယ်ကိုတော်တာပဲဒီလိုထွက်ခွာမဲ့အစီအစဉ်ကတကယ်ကိုပါရမီရှင်ဆန်လုံးပါတယ်သူတို့ကကန်တွေကိုလိုချင်နေဆိုရင်လဲငါကကန်တွေကိုပေးလိုက်မှာပေါ့ရွာသားတို့ဆယ်ယူမဲ့ပိုက်ကုံတွေနဲ့ထမ်းပိုးတွေကိုယူခဲ့ကြဟိဒီနေ့တော့တို့ရွာပိုင်းရတနာအိုးကြီးကိုတို့တွေလွှဲပြောင်းရယူကြတော့မှာသူကြီးကျွန်တော်မနေ့ညကအရန်ရင်ခုံလုံးလို့အိတ်တောင်မပြောဘူးဗျာအဲ့ဒီကောင်မလေးမွေးထားတဲ့ကနန်းတွေကတကယ်ကိုကြီးမားလာတာကျွန်တော်လည်းကတစ်ခေါက်ကိုပေါင်900အထိတင်နိုင်တော့ဒီနေ့တက်နိုင်တဲ့လောက်ခောက်ရည်အများကြီးသွားမှာပဲဒီဧက3000ဟာအခုဆိုတို့ရွာသမဝါရမအဖွဲ့ပိုင်းဖြစ်သွားပြီတို့တွေဘာပဲဖမ်းမိရလာတဲ့ပတ်စံတွေကိုအရင်ဆုံးရွာကော်မတီစီအဲ့ရမှာဖြစ်ပြီးအဲ့ဒီနောက်မှအိမ်အောင်စုအလိုက်အမျက်ဝေစုပြန်ခွဲပေးမှာမင်းတို့လည်းမင်းတို့ဝေစုရမှာပါဆက်ပြီးစူးစမ်းကြဦးဟဲ့တော့ကိုဖျက်ပစ်လိုက်စမ်းတကားကိုဖွင့်ပြီးပတ်စံတွေကိုကြိုးဆိုလိုက်ကြ